ပြီးခဲ့တဲ့အပိုင်းမှာမင်းသားဂျူမုံဟာသူ့ဖေရင်ဟဲမိုဆူအကြောင်းကိုခေါင်းဆောင်ရုံးတစ်ပါးစီကတီးပြီးပြီမို့လို့ဒဲမူတပ်ဖွဲ့အကြောင်းစုံစမ်းဖို့အတွက်အုပ်ဖိုးဖေရဲ့တငယ်ချင်းစီသွားကြပါတော့တယ်။ဦးလေးကြီးကလည်းအုပ်ဖိုးကိုမှတ်မိပေမဲ့ဒဲမူတပ်ဖွဲ့အကြောင်းမင်းနေတာမို့လို့ကြံတဲ့သူတွေကိုတရှိုတွေလို့ထင်နေပြီးဂျူမုံကပဲသူတို့ကုန်တဲ့အဖွဲ့ဟာတစ်ချိန်ကဟဲမိုဆူနဲ့ယင်းနှီးခဲ့ဦးကြောင်းရှင်းပြလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲဦးလေးကြီးဟာဒဲမူတပ်ဖွဲ့ကိုဟဲမိုဆူကဘလို့ဥဆောင်ခဲ့ကြောင်းဟန်တိုင်းပြည်ကိုဘလို့မျိုးတော်လှန်ခဲ့ကြောင်းနဲ့ဒုက္ခသည်တွေကိုလည်းဘလို့ကယ်တင်ခဲ့ကြောင်းရှင်းပြလိုက်ပါတော့တယ်။ဟဲမိုဆူသာအခုချိန်ထိအသက်ရှင်နေသေးမယ်ဆိုရင်သူကယ်တင်ခဲ့တဲ့ဒုက္ခသည်တွေနဲ့တိုင်းပြည်တစ်ပြည်တောင်ထူထောင်လို့ရတယ်လို့ပြောနေခဲ့ပါတော့တယ်။အုပ်ဖိုးကိုလည်းမင်းဖေကဟန်စစ်သားတွေလက်ချက်နဲ့ပဲမြင့်မြတ်စွာကြဆုံးခဲ့ရပြီးသူ့အဖေရဲ့တပ်ဖွဲ့ဝင်အမှတ်သားလေးကိုထုတ်ပြလိုက်ပါတော့တယ်။အုပ်ဖိုးလည်းအယံဝမ်းနေသွားပြီးဟန်တိုင်းပြည်ကိုလက်စားချေနေခြင်းစိတ်တွေတဖွာဖွာဖြစ်နေပါတော့တယ်။ဂျူမုံလည်းအခြေအနေကိုသဘောပေါက်သွားပြီးဟဲမိုဆူကယ်တင်ခဲ့တဲ့ဒုက္ခသည်တွေအကြောင်းကိုထပ်ပြီးစုံစမ်းကြည့်ပါတော့တယ်။ဦးလေးကြီးလည်းဒုက္ခသည်တွေရှိနိုင်မဲ့ဒေသတွေကိုခံမှန်းပြီးပြောပြပေးလိုက်ပါတော့တယ်။ဦးလေးကြီးပြောတဲ့နေရာတွေကဟန်တိုင်းပြည်ရဲ့ဟုန်တန်ခုံမြို့တော်နဲ့နီးတာမို့လို့ဂျူမုံတို့ကိုဂယုစိုက်ပြီးတွာလာကြဖို့မှာလိုက်ပါတော့တယ်။နက်ဆရာမကြီးမာအိုယောင်းလည်းနန်းနန်းကိုရောက်ချင်းဘူရောတိုင်းပြည်ကိုအာယုံခံကြည့်တဲ့အခါမကောင်းတဲ့နမိတ်တွေကိုမြင်နေရပါတော့တယ်။မိဖုရားကြီးလည်းစိတ်ပူသွားပြီးဘရင်ကွမ်ဝကိုတွားလျှောက်တင်ခိုင်းပါတော့တယ်။ဒါနဲ့ပဲဘရင်ကွမ်ဝစီသွားပြီးသူမြင်ခဲ့ရတဲ့မကောင်းတဲ့အငွေသက်တွေကိုတင်ပြကြည့်တဲ့အခါဘရင်ကွမ်ဝကတော့သူကဒီလိုကောလာဟာလတွေကိုတိတ်ပြီးအယုံကြည်မရှိဘူးလို့သာခက်ပြက်ပြက်ပဲပြန်ပြောလိုက်ပါတယ်။အဲ့အချိန်မှာပဲဟန်တိုင်းပြည်ကလက်နက်ခေါင်းဆောင်တယောက်ဟာရန်ကြောင်ရှိနေတဲ့ဟုန်တန်ခုံမြို့ကိုလာလေကြောင်းစစ်သူကြီးကသတင်းလာပို့ပါတော့တယ်။လက်နက်ခေါင်းဆောင်တဦးလာပြီဆိုရင်စစ်ပွဲတွေပါနောက်ဆက်တွဲပါလာနိုင်တာမို့လို့အမတ်တွေလည်းစိုးရိမ်ပူပန်မှုတွေဖြစ်လာပါတော့တယ်။နက်ဆရာမကြီးကတော့သူပြောတာမှန်တယ်မလားဆိုတဲ့အထာနဲ့နှက်ပွဲပေးဖို့ပြောဆိုနေပါတော့တယ်။အကုန်လုံးလည်းနက်ဆရာမကြီးပြောတာကိုထောက်ခံကြပြီးဘရင်ကွမ်ဝလည်းပပဲဖို့ကိုအမြန်ပြေးသွားရပါတော့တယ်။မိုဖာမိုကလည်းတမဏိလက်နက်ထုတ်လုပ်မှုမှာအခြေအနေမတိုးတက်သေးကြောင်းပြောပြပြီးဘရင်ကွမ်ဝကတော့အနှဲငယ်စိတ်ပြက်နေပါတော့တယ်။ဒါဆိုလဲရန်ကြောင်နဲ့အပေးယူကိစ္စကိုအပြီးတက်ချင်သေးတာမို့လို့အမတ်ချုပ်ကြီးကိုတခုခုအကြောင်းပြခိုင်းရင်ဟုန်တန်ခုံမြို့ကိုထွက်သွားပါတော့တယ်။တကယ်တော့လက်နက်ခေါင်းဆောင်ဆိုတာအခွန်အမတ်တဦးဖြစ်ပြီးအခုလဲကုန်သွယ်ရေးကိစ္စနဲ့အခွန်ကိစ္စအတွက်ရန်ကြောင်နဲ့လာဆွေးနွေးတာဖြစ်ပါတယ်။ခေါင်းဆောင်ယွန်းတပလည်းအခွန်အမတ်လာလဲဆိုတော့သူ့အတိမိတ်ဆွေများဖြစ်လေမလားဆိုပြီးဟုန်တန်ခုံမြို့ကိုတွားဖို့ပြင်ဆင်နေပါတော့တယ်။ဆိုစောနိုလည်းမင်းသားတဲ့ဆိုကိုတိတ်မပတ်သက်ချင်တာနဲ့သူလဲလိုက်ချင်တယ်ဆိုပြီးပါသွားပါတော့တယ်။တစ်ဖက်မှာတော့မင်းသားဂျူမုံတို့ဟာဟုန်တန်ခုံနယ်ဆက်နားရောက်သွားပြီးအနီးနားကတောင်ဝေပေါ်မှာပုန်းနေတဲ့ဒုက္ခသည်တွေကိုလိုက်ရှာကြပါတော့တယ်။သူတို့တွေခဏနားနေတဲ့အချိန်မှာဒုက္ခသည်တချို့အနောက်ကပေါ်လာပြီးမင်းမကောင်လဲငါဘာကောင်လဲမွေပွေးလားမွေဟောက်လားမင်းနေတာကြောင့်ဂျူမုံကပဲသူတို့အကြောင်းသိချင်လို့တမင်ဖမ်းခံလိုက်ပါတော့တယ်။ဒုက္ခသည်တွေလည်းသူတို့နေရာကိုလာပြီးထောက်လန်းတဲ့တရှိုတွေလို့ထင်နေပြီးခုတ်မယ်ထစ်မယ်လုပ်နေတာကြောင့်အုပ်ဖိုးကပဲသူ့လေပင်ကဒဲမူမှတ်သားဆွဲကြိုးလေးကိုထုတ်ပြလိုက်ရပါတော့တယ်။တစ်ချိန်ကခေါင်းဆောင်ဟဲမိုဆူကယ်တင်ခဲ့တဲ့ဒုက္ခသည်တွေဟာဟဲမိုဆူတည်ဆုံးသွားပြီးတဲ့အခါသူတို့ကိုဗတိုင်းပြည်မှလက်မခံတာကြောင့်အခုလိုတောရဲတောင်ထဲမှာစင်စင်ရဲရဲနေကြရတာပဲဖြစ်ပါတယ်။ဒါအပြင်ဟန်တိုင်းပြည်ကလည်းသူတို့ကိုအသေးအတန်လိုက်ဖမ်းနေပြီးတချို့သူတွေဆိုရင်သူတို့နေရာတွေကိုပြောပြပြီးလက်ပေးလက်ယူတွေတောင်လှုပ်လေ့ရှိတယ်ဆိုပြီးပြောပြနေပါတော့တယ်။ဂျူမုံလည်းဘရင်ကွမ်ဝကခေါင်းဆောင်ဟဲမိုဆူရဲ့တငယ်ချင်းဖြစ်တာမို့လို့ဘူရောကိုတွားရောက်မခိုလုံကြဘူးလားဆိုပြီးမေးနေပါတော့တယ်။ဒုက္ခသည်တွေလည်းအားရပါးရရီလိုက်ပြီးဘရင်ကွမ်ဝသာလက်ခံလိုက်ရင်သူတို့အခုလိုစင်စင်ရဲရဲနေရမှာမဟုတ်ဘူးဆိုပြီးသူတို့ကိုအာလာမချောင်ဖို့ပြောပြီးမောင်းထုတ်လိုက်ပါတော့တယ်။ဂျူမုံလည်းသူတို့ကိုတနာသွားပြီးပါလာတဲ့ရိတ်ခါတွေနဲ့မြင်းတွေကိုပါပေးခဲ့လိုက်ပါတော့တယ်။မာရီတို့လည်းသူတို့ကိုကူတာကူညီလိုက်ရတာစိတ်ထဲတနာနေပြီးဒုက္ခသည်တွေနဲ့ခက်ဝေးဝေးရောက်လာတဲ့အခါမှာတမဏိမြင့်တက်တွေနဲ့ပပင်းတိုးပါတော့တယ်။ဒါနဲ့ပဲနီးစက်ရာချုံတစ်ခုတည်းပုံလိုက်ကြရပြီးနောက်တော့မှဒုက္ခသည်တွေကိုစိတ်ပူပြီးအမြန်ပြေးလိုက်သွားပါတော့တယ်။ဂျူမုံထင်ထားသလိုပဲတမဏိမြင့်တက်ဟာဒုက္ခသည်စခန်းကိုစိတ်ကြိုက်ဖြက်စီးပြီးလူတချို့ကိုလည်းအတင်းအဓမ္မဖမ်းခေါ်သွားကြပါတော့တယ်။ဂျူမုံတို့အဖွဲ့လည်းအခုလိုလူမဆန်တဲ့လုပ်ရက်တွေကိုလက်ပိုက်ကြည့်မနေနိုင်တာနဲ့တမဏိတက်ဖွဲ့ကိုမြားနဲ့သွားပစ်ပါတော့တယ်။ဒါပေမဲ့ဂျူမုံပစ်လိုက်တဲ့မြားဟာကျိုးသွားပြီးအိုရီသွားခုတ်တဲ့အခါဓာတ်ကလည်းကျိုးသွားတာကြောင့်အကုန်လုံးအသေးအတန်ပြန်ပြေးခဲ့ကြရပါတော့တယ်။တစ်ဖက်မှာတော့မင်းသားတဲ့ဆိုဟာဟုန်တန်ခုံမြို့ကိုရောက်သွားပြီးရန်ကြောင်နဲ့တွေ့နေပါတော့တယ်။ရန်ကြောင်တောင်းဆိုထားသလိုဘူရောတိုင်းပြည်ရဲ့ဘရင်ဖြစ်ရင်သူ့သမီးကိုမိဖုရားကြီးအဖြစ်တင်မြှောက်မယ်လို့သဘောတူလိုက်ပြီးအခုလည်းအိမ်ရှိမင်းသားဖြစ်ဖို့အတွက်တမဏိလက်နက်နီးပညာကိုသူတကယ်လိုအပ်နေတယ်လို့ပြောနေပါတော့တယ်။အကြောင်းကတော့ဂျူမုံကအိမ်ရှိဆန်ပြိုင်ပွဲကနေထွက်သွားပြီးတဲ့အခါအမတ်တွေလည်းပြိုင်ပွဲကိုရက်ပြီးဒဲဆိုကိုအိမ်ရှိမင်းသားဖြစ်တင်မြှောက်ပေးဖို့အကြံပေးကြပေမဲ့ဘရင်ကွမ်ဝကတော့မင်းသားနှစ်ယောက်ဆက်လက်ရှင်ပြိုင်ပါစေဆိုပြီးပြောလိုက်တာကြောင့်ဖြစ်ပါတယ်။ရန်ကြောင်လည်းမင်းသားတဲ့ဆိုကိုသဘောကျသွားပြီးမင်းသားပြန်တဲ့အခါပပဲသမားတချို့ထည့်ပေးလိုက်ပါမယ်လို့ပြောရင်းသူ့သမီးရှူလန်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတော့တယ်။မိန်းကလေးရှူလန်ကလည်းဒဲဆိုကိုမြင်မြင်ချင်းသဘောကျသွားပြီးစကားစမြည်ပြောကြတဲ့အခါမှာလည်းဒဲဆိုရဲ့အပြောဆိုတွေကိုအထင်ကြီးနေပါတော့တယ်။ကိုရန်တော်နာယူကလည်းအရှင်သားကမိန်းကလေးရှူလန်ကိုယူလိုက်ရင်မိန်းကလေးဆိုစောနိုကိုရောဘလို့သဘောထားနေအောင်မလဲလို့ဆက်စုကြည့်တဲ့အခါဒဲဆိုကတော့သူတကယ်နှစ်သက်တာဆိုစောနိုဖြစ်ပြီးဘူရောဘရင်ဖြစ်ရင်မိန်းမနှစ်ယောက်ယူမယ်လို့ပြောပြလိုက်ပါတော့တယ်။ဒါပေမဲ့ဘူရောရဲ့ဥပဒေအရမိန်းကလေးဘက်ကလက်မခံရင်ဘာမှဆက်လုပ်လို့မရတာကြောင့်ဆိုစောနိုလက်ခံပါမလားဆိုတာကိုပဲရင်ပူနေရပါတော့တယ်
ခေါင်းဆောင်ယုံတစ်ပါးတို့လည်းဟုန်တန်ခုံမြို့ကိုရောက်လာကြပြီးအခွန်မက်ကလည်းသူ့မိတ်ဆွေမဟုတ်တာကြောင့်လက်ထိုးလို့မရဘဲတိုင်ပတ်နေပါတော့တယ်။တစ်ဖက်မှာတော့ဂျူမုံတို့အဖွဲ့ဟာတန်မဏီမြင်းတက်လက်ကနေလက်မတင်လေးထွက်ပြေးလာနိုင်ပြီးအိုရီကတော့သူတို့အရေးချင်းကဘာမှမဟုတ်ပေမဲ့တန်ချက်ကအင်ဂျီတွေကြောင့်ကျွန်တော်တို့တိုင်ပတ်ခဲ့တာဆိုပြီးပြောနေပါတော့တယ်။မာရီကလည်းကျွန်တော်တို့ဘာဆက်လုပ်ကြမလဲမင်းနေပြီးဂျူမုံကတော့ခန္ဓာကိုယ်တစ်ခုလုံးဘလောက်ပဲလုံခြုံပါတယ်ပဲပြောလေဘင်းနေရာကဟနေမှာမို့လို့အဲ့နေရာကိုပဲအဓိကပြစ်မှတ်ထားဖို့နဲ့မြင်းစီသမားတွေကိုငါကတာဝန်ယူမယ်မင်းတို့ကဒုက္ခသည်တွေကိုတွားခဲ့ဆိုပြီးတာဝန်ခွဲပေးလိုက်ပါတော့တယ်ဒီလိုနဲ့ညဘက်ရောက်တော့ဂျူမုံကမြင်းစီသမားတွေကိုမြှောက်ခေါ်ပြီးသူမြင်ရတဲ့ပစ်ကွင်းကိုရောက်လာတဲ့အခါလေဘင်းကိုတေချာချိန်ပြီးခက်မြင်မြန်ပဲအဆုံးသတ်ပေးလိုက်ပါတော့တယ်မာရီတို့အဖွဲ့လည်းတရိကံပုံတရံဝင်းရံပြီးအဆောင်တွေကိုရှင်းပစ်လိုက်ကဒုက္ခသည်တွေကိုအောင်မြင်စွာကယ်တင်ပေးလိုက်ပါတော့တယ်နောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပေးမှာဖြစ်လို့ဂျူမုံရုပ်ရှင်လေးကိုသဘောကျရင် AI Weekend YouTube Channel ကို like နဲ့ subscribe လုပ်ပေးခဲ့ပါနော်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးကခေါင်းလောင်းလေးကိုပါနှိပ်ပေးခဲ့ပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်